စူပရာတလုံးလက်လွတ်ခဲ့ရတဲ့စီယိုနယ်ရိုရဲ့အင်နာစာမနေ့မနက်အစောပိုင်းကရှင်မြန်ကစားခဲ့တဲ့အင်နာစာအသင်းနဲ့ဂမ်မောက်ဆာဂါဟိုတို့ရဲ့ချန်ပီယံလိနှစ်ဖိုင်နယ်ပွဲစဉ်မှာဂမ်မောက်ဆာဂါအသင်းကအနိုင်ရဘိုးဆွဲခဲ့ကြောင်းသိရပါတယ်။ဒီပွဲမှာနှစ်သင်းစလုံးကအကောင်းဆုံးလူစင်တဲ့ပွဲထွက်ကစားခဲ့ကြပြီးတော့အင်နာစာကပြပွဲကိုစိုးမိုးထားနိုင်တယ်လို့ပြောရပါလိမ့်မယ်။ဒုတိယပိုင်းမှာကိုမတ်ရဲ့ကန်သွင်းချက်မာဒီနဲ့ခေါင်းတိုက်ချက်နဲ့မာနီရဲ့ပိတ်သွင်းမှုတွေကဂိုးပြစ်မပြောင်းလဲနိုင်ခဲ့လို့အင်နာစာကိုနစ်နာခဲ့ရပါတယ်။ဒီပွဲတစ်လုံးထဲသောအနိုင်ကိုတော့အိုဆာဂါအသင်းတိုက်စစ်မှုဟမ်မတ်ကမိနစ်30မှာသွင်းယူနိုင်ခဲ့ကပထမပိုင်းကိုဦးဆောင်နိုင်ခဲ့တာပါ။ဒုတိယပိုင်းမှာအင်နာစာအသင်းကပဲပွဲကိုစိုးမိုးထားပြီးတော့ဂျာအိုဖီလစ်ရဲ့ထိုးဖောက်တိုက်စစ်စင်မှုတွေကိုမြင်တွေ့ခဲ့ရပါတယ်။မာနီစီယိုနယ်တိုဂျာအိုဖီလစ်တို့ရဲ့တိုက်စစ်အတွဲကိုအိုဆာဂါအသင်းဘက်ကအကောင်းဆုံးတုံ့ပြန်ကစားခဲ့လို့အင်နာစာတို့အခြေပါကိုတော့မရခဲ့ဘဲနဲ့ရှုံးနိမ့်ခဲ့ရတာပါ။ဒီအလက်ကြောင့်မစီယိုနယ်တိုရဲ့အင်နာစာအသင်းနဲ့အတူတူအာရှချန်ပီယံလိဖလားအောင်မြင်မှုရယူနိုင်မဲ့အခွင့်အရေးလက်လွတ်ခဲ့ရကြောင်းသိရပါတယ်။